I, Sayewin, Rune Master, would like to express my special thanks to all viewers. May you all be blessed with good fortune. Hello မင်္ဂလာပါ Romaster ဆရာရဲ့ဝင်ပါဒီနေ့မှာဆိုရင်တော့ကြာပန်းအလုပ်နဲ့ပတ်သက်တဲ့သူတွေကြာပန်းလုပ်ဆိုတော့ကတချို့ကကျတော့ဒါအလုပ်ရှာရတာခက်ခဲတယ်ဟိုဘာရလုပ်မယ်ဆိုတဲ့သူတွေပေါ့နော်အလုပ်ရှာရတဲ့ခါမှာတချို့ကရေရှည်ရက်တည်ဖို့အတွက်ကိုအလုပ်ကိုလုပ်ကြသလိုချို့ကျတော့လဲနေစားလေးတွေပေါ့နော်နေစားလေးတွေ3-4 ရက်ဆိုအလုပ်ကလေးတွေဆိုတာမျိုးလေးတွေကိုလည်းရှာနေကြတာလေးလည်းရှိတယ်နောက်ပြီးတော့တက်စီမောင်းတာမျိုးဆိုင်ရယ်ဂရီဆွဲတာလို့ပုံပိန်မောင်းတာလို့ခေါ်လာကြီးမောင်းတာစိုက်ကားနေတာဒီလိုပေါ့တချို့ကျတော့လဲဖောက်တယ်မျောရတဲ့အလုပ်ကလေးတွေရှိတယ်နော်အဲ့လိုအလုပ်ကိုရှာနေတဲ့အခါမျိုးမှာနော်ဖောက်တယ်မျောရတဲ့အလုပ်တွေပဲဖြစ်ဖြစ်ဘလို့ကြာပန်းအလုပ်မျိုးပဲဖြစ်ဖြစ်ငါပဲအလုပ်ကိုရလုပ်မယ်ဆိုတဲ့ကြာပန်းအလုပ်ကိုရှာနေတဲ့သူတွေအတွက်နဲ့အလုပ်အဆင်ပြေဖို့အတွက်ကိုနီလန်းကောင်းလေးတစ်ခုလောက်ကိုမျှဝေပေးခြင်းပဲတိတ်တော့မခတ်ဘူးပေါ့နော်ဒီနီလန်းလေးကမကြလုပ်ပေးဖို့တော့လိုတယ်ဘာလဲဆိုတော့ပရွက်စိတ်ကလေးတွေကိုအစာကျွေးရမှာနော်ပရွက်စိတ်ကလေးတွေကိုအစာကျွေးတယ်ဆိုတော့ပရွက်စိတ်အုံလေးရှိတဲ့နေရာမှာပဲဖြစ်ဖြစ်ပရွက်စိတ်တွေတွာလာရလမ်းကြောင်းမှာပဲဖြစ်ဖြစ်မုံချိုလေးတွေချပြီးတော့နော်သူတို့လေးစားနေတာကိုကြည်ရင်တော့နော်အလုပ်ကိုင်းနေအဆင်ပြေပါသေးငါရှာနေတဲ့လက်ရှိအလုပ်တွေအဆင်ပြေပါသေးနော်တချို့ဖောက်တယ်မျောနေတဲ့သူတွေဆိုလို့ရှိရင်လဲနော်ဒါကျွေးနေရင်လည်းစိတ်ထဲကနေပြီးတော့ဖောက်တယ်ကောင်းကောင်းတွေဧည့်သည်ကောင်းကောင်းတွေအမြန်ဆုံးရပါစေဆိုပြီးတော့ဆန္ဒပြုပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်အဓိကတော့လေးနက်ဖို့လိုတာပေါ့နော်ဆရာတို့ဘယ်လိုအစီရင်မဲလို့ဘယ်လိုရရမျိုးပဲလို့လေးနက်ပြုလုပ်ဖို့လိုတယ်ဒီလိုလေးနက်ပြုလုပ်ပေးလိုက်မယ်ဆိုရင်မကြခင်မှာပဲမိတ်ဆွေတို့ရဲ့အလိုရှိရာစန္ဒတွေပြေဝလာမှာဖြစ်ပါတယ်အလိုရှိရာအလုပ်တွေအစဉ်ပြေချောမွေလာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ကနေစပြီးတော့ခုနေ့ကသားသမီးအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်မိမိလိုအပ်တဲ့စန္ဒအတိုင်းမိမိလိုအပ်တဲ့အလုပ်တွေကိုရရှိပြီးတော့စန္ဒနဲ့ဘဝတထထဲကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ